အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ channel လေးကနေအားလုံးကိုကြိုဆိုပါရစေကျွန်တော်တို့ရဲ့ channel ကနေစိတ်ဝင်စားဖွယ်ရာဇာတ်လမ်းကောင်းများစွာကိုနေ့စဉ်ဒီတိုင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဒီနေ့မှလေစာရေးသူမှုတုံသူ့မုံရေးသားထားတဲ့ရေမုတ်ဆိုးအဘပြားမောင်ဆိုတဲ့ဇာတ်လမ်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဇာတ်လမ်းမစတင်ခင်မှာကျွန်တော်တို့ရဲ့ channel လေးကိုလည်း subscribe နဲ့အားပေးကြပါဦးခင်ဗျာဗီဒီယိုတစ်တင်တိုင်းမှာတီးချီစေဖို့အတွက်လည်း notification ခေါင်းလုံးလေးကိုနှိပ်သွားကြပါဦးခင်ဗျာရေမုတ်ဆိုးအဘပြားမောင်လမ်းဘေးဝဲရွာတွင်ကြောက်ကြီးတွေရှိတယ်။ညိုမောင်နေတဲ့စိမ့်ညိုညိုဝါတော်ကြီးကလည်းရှိနေသေးတယ်။ဝါတော်ကြီးကလည်းကျွန်တော်တို့မော်တော်ယာဉ်ပြေးရလမ်းတစ်လျှောက်မှာပေါက်ရောက်နေပါတယ်။ဘလောက်တောင်မှဝါတော်ကရှည်လျားရသည်ဟူ၍မူဘိန်းကလေးတူကစိတ်ရှည်စွာနဲ့ဖြင့်ကျမတည်အိတ်လိုက်အောင်မယ်။ဒီဝါတော်ဆုံးရင်ကျမကိုနှိုးပါ။တို့နေပင်အမ်းမြို့ကိုရောက်ရှိပါလေရော။ဘဲမှာဝါတော်ဆုံးလို့လေတကယ်ပါအန်းကိုရောက်တော့မှသူ့ကိုနှိုးလိုက်ရပါတော့တယ်။တော်လန်ခရီးမှာမဟုတ်ကြောင်းသူသိလာပါတော့တယ်။မနက်7 နာရီလောက်ရှိပြီမို့လို့နေလေစာစားလိုက်ကြပါတော့တယ်။ကျွန်တော်ကလည်းလွန်ခဲ့တဲ့10နှစ်ခန့်ကရခိုင်စစ်တွေမြို့ကိုဖျားဘူးကားတွေနဲ့လိုက်ပါခဲ့ပါတယ်။ထိုစဉ်ကတော့မကွေး AR မြစ်ကူးတရားကြီးကမရှိသေးခြင်းကြောင့် AR မြစ်ရဲ့အနောက်ဘက်ခြမ်းမင်းတုံမြို့မှာဖြတ်ခါရွှေဆက်တော်ဖျားသူရှေးဦးစွာဝင်ရောက်ဖူးမြော်တယ်။ရွှေဆက်တော်ဖျားကနေပြီးတော့မှတညနားလို့နောက်နေမှာစစ်တွေမျိုးကိုခရီးစဉ်စတင်ပါတော့တယ်။မနက်လင်းဒီနေ့ကျွန်တော်တို့လိုက်ပါလာတဲ့ဖူဆိုဘတ်စကားကြီးကလည်း9604ပေမြင့်နဲ့ပေါက်စတောင်ကြီးရင်းမှာရှိတယ်။ဗဒံမြို့ကလေးစီတို့ရောက်ရှိတယ်။တိုမြို့ကလေးသည်မင်းဘူးအပိုင်မြို့ကလေးဖြစ်ပြီးတော့မှနာမည်ကျော်အန်းတောင်ကြားလန့်ဤအစခီးလေးဖြစ်ပါတယ်။ခရီးစဉ်မှာတောင်ပေါ်ခီးဖြစ်သည့်တိုင်အောင်တောင်စင်းတောင်တက်နှင့်အနှင်းငယ်များကျင်းမြသောတောင်ပေါ်တိုင်းသားများနဲ့အတူဝါပင်များကိုသာတွေ့ရတယ်။ကျွန်တော်တို့ကတမင်းစားတောက်ပြီးဒီနေ့ခရီးစဉ်ကိုစတင်လိုက်ပါတော့တယ်။ဒါကလည်းတောင်ပေါ်ခရီးစဉ်ဖြစ်ပါတယ်။ကြည်ရလေဒီမှာကလည်းမြင်နေရတဲ့ထုံးစံအတိုင်းဝါတော်ကြီးများပင်ဖြစ်တယ်။ကျွန်တော်တို့ကမကြာမီမှာပင်မြေပုံမြို့ကိုရောက်ရှိတော့မှာဖြစ်ပါတယ်။မြေပုံမြို့ကိုမရောက်မီမှာတရားထိတ်တနေရာမှာတောင်ပေါ်လမ်းလေးတစ်ခုတွင်ကားကိုခိတ္တခဏမြရနာလိုက်တယ်။နေညိုချင်းလိုစိုးရမယ်ဖြစ်တဲ့ညနေ3 နာရီခန့်ရှိပြီဖြစ်ပါတယ်။ဖျားဖူးများကလည်းအညောင်းပြေအညာပြေလမ်းလျှောက်တဲ့သူကလည်းရှောက်အပေါ်အပါသွားတဲ့လူကလည်းသွားနေရှိနေကြပါတယ်။တချို့ကြတော့လေကွန်ရဆက်လိတ်လေးတွေရောင်းနေဆိုင်များမှာဝင်၍နားနေကြတယ်။ကျွန်တော်ကတော့ရှောင်းနှဘေးမှာရက်နေမိတယ်။ရှောင်းရည်ကကြည်လင်နေပါတယ်။လက်ဆက်တဲ့လေပြေကတတုံတုံတဖြူဖြူလိုနေတယ်။မလန်မကန်းမှာတော့ခရီးသည်တင်မော်တော်ယာဉ်ကလေးကဖြတ်တန်းပြီးတော့သွားပါတယ်။တရားထိတ်တွင်စောက်လို့ရေးဝန်ထမ်းများကတရားကြံခိုင်ရေးကိုလုပ်နေကြတယ်။အခုမှစဉ်းစားမိသည်ကတရားကြံ့ခိုင်ရေးလုပ်နေခြင်းကြောင့်ကားကိုခိတ္တခဏရပ်နာခြင်းဖြစ်ပါတယ်။ဒီရေဟာရေကြိုလားရေငန်လားကျွန်တော်ကဝန်ထမ်းတဦးအားမေးမိလိုက်တယ်။သူက2 မျိုးဆက်နေတဲ့ရေအမျိုးအစားဟူ၍သာပြန်ဖြေပါတယ်။ထိုကမှတော့ကျွန်တော်စဉ်းစားရပြီ။လူတို့တောက်သုံးတဲ့ရေကြိုသည်တနေရာရာတွင်ရှိနေသည်။ထို့ပြင်ကျွန်တော်တို့မသိတဲ့နေရာတွင်ရေငန်တွေရှိရမယ်။ထိုရေကြိုရေငန်ပေါင်းဆက်ခြင်းကြောင့်သူက2 မျိုးဆက်ဟူ၍ဖြေကြားခြင်းဟူ၍သဘောပေါက်လိုက်ပါတယ်။ဒါဖြင့်မိချောင်းတွေရောရှိမှာပေါ့။ဒီကမှာတော့လေအမျိုးသားစာပေစုရမုတ်ဆိုးစာရေးစီယာစကားကိုကြားရောင်လာပြီးတော့မှမေးမိခြင်းဖြစ်ပါတယ်။ထိုကမှာတော့ထိုသူကကျွန်တော်လည်းရောက်လာတော့တိတ်မကြသေးတော့တိတ်လည်းမသိဘူး။ဒါပေမဲ့လေဟိုကွန်းရတဲမှာထိုင်နေတဲ့အဘပြားမောင်ကိုသွားပြီးတော့မေးကြည့်ပါလား။သူဆိုရင်တော့ဒီဒေသလူပဲ။ကျွန်တော်ကအဘပြားမောင်ရဲ့ကွန်းရတဲတဲကိုရောက်သွားပါတယ်။အသက်40အရွယ်အမျိုးသမီးတယောက်ကဈေးရောက်နေပြီးတော့မှအဘပြားမောင်ဟူ၍ထင်ရတဲ့အသက်80အရွယ်လူကြီးတယောက်ကကိုပြစ်ပေါ်မှာတမလင်ခွေထိုင်နေတာကိုတွေ့လိုက်ရတယ်။သူ့ရဲ့ကွန်းရတဲလေးသည်ခင်မီသည်ဟူ၍ဆိုရမလားတော့မသိကော်ဖီမြစ်တွေကွေကအုတ်တီတောင်မှရတယ်။ကွန်းရဆက်လိပ်ဘာမှလည်းမသုံးဆောင်တဲ့ကျွန်တော်တို့ကိုကော်ဖီတစ်ခွက်လောက်မသုံးဆောင်တဲ့ကျွန်တော်ကကော်ဖီတစ်ခွက်ကိုမိတ်ဆွေဖွဲ့ရင်းကနေမှားလိုက်ပါတယ်။ပြီးတော့မှထိုလူကြီးအားအဘပြောင်းမောင်ဟုတ်ပါတယ်နော်။ထိုလူကြီးကမျက်လုံးကလေးတွေပြူးပြီးကြည်ရင်ကနေပြန်ဖြေလိုက်တယ်သူ့အတန်ကလည်းရခိုင်တန်ဝဲဝဲနဲ့ဟုတ်ပါတယ်ပြားမောင်မအဘဒီဒေသဟာရေချိုရေငန်ဆက်တယ်ဆိုတော့မိချောင်းတွေရောမရှိဘူးလားဗျအော်ဒီချောင်းလေးကိုပြောတာလားဒီချောင်းကိုဓားလက်ချောင်းလို့ခေါ်တယ်ရေချိုရေငန်ဆက်တယ်ဆိုတာကလည်းအမှန်ပဲဒီချောင်းရဲ့အထက်ပိုင်းကလည်းမကွေးနယ်နိမိတ်နဲ့နီးစပ်တာကြောင့်မလို့ရေချိုဖြစ်ရတယ်ဒါဆိုရင်ဘာကြောင့်ရေငန်ဖြစ်ရတာလဲဘာကြောင့်လဲဆိုတော့တောင်ဘက်ကနေပြီးတော့မှ
ဟန်တာပင်လေအော်ရှိတယ်လို့လေအခုလိုပထဝီအနေထားနဲ့ရှင်းပြတော့လေသဘောပေါက်လွယ်သွားပါတယ်တစ်ဆက်တည်းမှာပဲကျွန်တော်တိလို့ဆုံးမိချောင်းရှိမရှိကိုပါမေးမိပါသေးတယ်အခုတော့လေမရှိတော့ပါဘူးကွယ်အဘတို့လူပြိုအရွယ်ထိတော့လေရှိခဲ့ဘူးပါတယ်ကွယ်တက်ဖြတ်တာတွေများလာတော့လေမျိုးတုံလာတာပေါ့ကွယ်တခြားမျိုးစိတ်တွေကရောက်မလာဘူးလားဘယ်လိုရောက်လာမှလဲမျိုးစိတ်တွေဟာအဘပြောင်းမောင်ကမြန်မာနိုင်ငံမှာနေထိုင်ကျက်စားကြတဲ့မိချောင်းအမျိုးသားအနွယ်များကိုရှင်းပြပါတယ်အခုမှတိလိုက်ရသည်ကအဘပြောင်းမောင်သည်ငယ်စဉ်တုန်းကကော့ပစားမှာရှိတဲ့သာသနာပြုကျောင်းမှာကျောင်းနေခဲ့ဘူးပါတယ်မြန်မာနိုင်ငံတွင်မိချောင်း၄မျိုးနေထိုင်ကျက်စားကြပါတယ်သူတို့သည်နေထိုင်ကျက်စားရာဒေသကိုလိုက်ပြီးတော့မှအမျိုးအမည်ကွဲလွဲနေကြပါတယ်အထင်ရှားဆုံးနဲ့အပေါ်များဆုံးကတော့လေတန်တုမာမိချောင်းငမိုးရိပ်မိချောင်းမှာဆင်းသက်လာတဲ့မိချောင်းဖြစ်တဲ့သူ့ကိုနိုင်ငံတကာလူများကတော့နာမည်ကိုတော့ crocodile ဆိုပြီးတော့ဖြစ်ပါတယ်ယနေ့တိုင်တွေ့မြင်နိုင်သောဒေသများမှာဘိုးကလေးလက်ပွတ်တာစတဲ့ရေကြိုရေငန်ဆက်တဲ့ဒေသများပါဖြစ်ပါတယ်နောက်ထပ်တစ်မျိုးကတော့လေနက်ကမိချောင်းဖြစ်ပါတယ်ထိုမိချောင်းမျိုးကိုတော့မကွေးတိုင်းတရက်မိချောင်းရဲရှိအင်းအိုင်ရေကြိုများတွင်ဟိုးရခင်နှစ်ပေါင်းများစွာကတွေ့ရပါတယ်အခုတော့လေပျောက်ကွယ်ကုန်ကြပါပြီတခါထိုင်းမိချောင်းမျိုးလည်းရှိပါသေးတယ်မိတ်တဝဲရေကြိုဒေသတွေမှာနေထိုင်ကျက်စားပြီးတော့မှအခုအခါမှာတော့ပျောက်ကွယ်ကုန်ပါပြီအခုဘာပြားမောင်ကိုဓားလက်ချောင်းအတွင်းကကျက်စားနေထိုင်ခဲ့ဘူးသောကုံဘီလမိချောင်းအမျိုးအစားသည်မြေပုံမျိုးဟောင်းဒေသများတွင်တွေ့ရပါတယ်၎င်းအမျိုးအစားတို့သည်လည်းယခုအခါမှာတော့ပျောက်ကွယ်သွားပါပြီဒီလိုပျောက်ကွယ်သွားတာလေမစင်မကျင်တက်ဖြတ်တဲ့ရေမုတ်ဆိုးတွေကြောင့်ပေါ့အဲ့ဒီရေမုတ်ဆိုးတွေထဲမှာအဘလည်းပါတာပေါ့ဟမ်အဘရေမုတ်ဆိုးဟုတ်လားကျွန်တော်တစမ်းတစ်စဲလုပ်ပြီးတော့မှအံ့ဩတန်နဲ့ပြန်မေးလိုက်တယ်အဘဲကြောင့်ဆိုတော့အဘပြားမောင်ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကပူပူညံ့ညံ့တေးသေးလေးဖြစ်ပါတယ်မိကြောင်မဆိုထားနဲ့ငစင်ရိုင်းမြားကျိုးမှာပင်တိုးလို့တန်းလန်းနဲ့ပါသွားမယ်အင်္ဂါရုပ်မျိုးပါအေးလူတိုင်းကအဘခန္ဓာကိုယ်ကိုကြည့်ပြီးတော့မောင်ရင်ထင်တယ်လို့ပဲထင်ကြတယ်တကယ်ဆိုရင်တော့လေရေမုတ်ဆိုးလို့တာခန္ဓာကိုယ်နဲ့မဆိုင်ပါဘူးတတိဗျက်တီတာလို့တယ်အဘပြောင်းမောင်ကညောင်ညာ၍ထင်ပါတယ်တမလင်ကိုထိုင်နေသည်ကိုပင်ပြင်၍ထိုင်လိုက်တယ်ဒုက္ခမှာတော့ကျွန်တော်မြင်သာအောင်လို့တမင်ပြင်ထိုင်လိုက်ပါလားဒါမှမဟုတ်ရင်လေသဘောယုံနဲ့ပဲပြင်ထိုင်တာလားတော့မသိဘူးကျွန်တော်ကမြင်လိုက်ရပါတယ်အဘရဲ့ညာဘက်ခြေချင်းဝတ်နေရမှာခြေပွားမရှိခြင်းပါအဘခြေပွားဘာကြောင့်ပြက်နေရလဲအဲ့ဒါပြောတာပေါ့ဗျက်တီဆိုတာလေငယ်သားအသက်ကိုညံနဲ့ချင်းပြီးတော့မှကယ်လိုက်လို့လေအဘကျွန်တော်စိတ်ဝင်စားသွားပြီပြောပြပါလားအဘရဲ့ရေမုတ်ဆိုးအတွေ့အကြုံလေးတွေပြောပြတာပေါ့ဟေးတမိဝါနုရေအဖေကိုလေဆေးပေးပါအောင်ကွယ်။ तू ကဆေးတောင်းတော့သူ့သမီးဝါဟာနုကဆေးအမုံတွေကိုယူလာပေးတယ်။ဆေးသူ့လက်ထဲကိုရောက်လျင်နှစ်တိုးတိုးတိုးလောက်ကိုတိုးပြီးတော့မှရေခွက်တစ်ခွက်ထဲကိုမော့ရီတောက်လိုက်ပြီးအခုမှပဲရင်ရှောင်သွားတော့တယ်။အဘမှာမျိုးရိုးလိုက်ရင်ကျက်နေတာလေ။လွန်ခဲ့တဲ့နှစ်ပေါင်း40အဘက20ကျော်အရွယ်ပေါ့။အထက်ကောင်းကင်တွင်မိုးသားတိမ်လိပ်များကင်းစင်နေပါတယ်။ဖေဖော်ဝါရီလဤနေကင်းမှာမို့လို့ရာသီဥတုကတာယာနေတယ်လို့အပူအေးမျှတာပါတယ်။ဒါလက်ရှောင်းဝဲရာသီလဲတိတ်ဆိတ်ငြိမ်သက်၍နေပါတယ်။ရှောင်းလေတွင်တော့ကိုပြားမောင်နဲ့မောင်ထွီးတို့နှစ်ဦးကလည်းပြင်းညင်းစွာနဲ့လှော်ခတ်နေတဲ့လေကလေးတီတရွရွနဲ့လှုပ်ရှားနေတယ်။မောင်ထွီးကလည်းလေနောက်ကနေပြီးတော့မှပဲ့ထိန်နေပါတယ်။ကိုပြားမောင်ကတော့လှေဦးထက်မှထိုင်ပြီးတော့လှော်ရင်းကနေဘေးဘီကိုကြည့်နေမိတယ်။တနေ့ကသူ့အားမောင်ထွီးကဒါလက်ရှောင်းထဲမှာမိချောင်းရောက်နေတဲ့အကြောင်းကိုသတင်းလာပေးတာပါ။ဒါကြောင့်မလို့မိချောင်းဖမ်းမဲ့တစားပလာများအပြည့်စုံနဲ့ခါတော်မီထွက်လာခဲ့တာ။မိချောင်းဒီချိန်ခါရောက်ရှိရန်အတွက်အကြောင်းလည်းရှိပါတယ်။ယခုလိုမျိုး February March April လဆိုရင်လည်းအရွယ်ရောက်လာကြပြီဖြစ်တဲ့မိချောင်းမိတ်လိုက်တဲ့ရာသီဥတုဖြစ်တဲ့အဖိုးအမစုံတွဲဖြစ်ရောက်လာတတ်ပါတယ်။ဒါဆိုရင်တကောင်နဲ့တွေ့ရတာတော့မဟုတ်ပါဘူး။သူတို့ကိုမျက်စိချင်းချင်းနဲ့ရှာဖွေရမှာဖြစ်တယ်။နေလေနေကင်းလည်းဖြစ်ပြန်တဲ့ကျေးငတ်တီနေကင်းအနားယူခိုက်လည်းဖြစ်ချင်းကြောင့်မလို့တိတ်ဆိတ်၍ပင်နေပါတယ်။အထူးသဖြင့်တော့မိချောင်းတို့ရဲ့သဘောတဘာဝကိုတော့တိတ်ဆိတ်ငြိမ်သက်စွာနဲ့ပဲနေတတ်တဲ့သဘောရှိပါတယ်။အကောင်ဘလောက်ပဲပြပြအစားစားတောက်နေသည့်အခါမှသာလှုပ်ရှားနေတတ်ပါတယ်။သို့မဟုတ်ပါကလည်းအရေးခိုးအောင်မြည်နေရကောင်းနေငြိမ်သက်စွာနဲ့နေခြင်းပါတစ်တုံတတုံးလိုမျိုးတတ်မဲ့အယုတ်ကောင်လိုမျိုးကန်းဆက်မှာမေးတင်ပြီးတော့နေတတ်တယ်
ဒါမှမဟုတ်ရင်လည်းရေပေါ်မှာကြောချတယ်လို့မျိုးနေတတ်တယ်မျက်စိမိတ်ကအိတ်နေလေးရှိပါတယ်မျက်စိမိတ်ထားခြင်းကြောင့်အိတ်နေသည်ဟု၍ထင်ပါတော့လေအိတ်နေခြင်းတော့မဟုတ်ပါဘူးမျက်ခွန်သာခြားသားခြင်းဖြစ်ပါတယ်သူတို့တွင်မျက်ခွန်နှစ်ထပ်ရှိတယ်အပေါ်မျက်ခွန်ကအရှိတက်တဲ့နဲ့အပေါ်မျက်ခွန်ကအရှိတက်တဲ့နဲ့အပေါ်သို့ကြည့်ပါကဖယ်ရှားကကြည့်တယ်ဒုတိယမျက်ခွန်ကမူဘေးဝဲရာမြင်ကွင်းများကိုမြင်လိုပါကဖယ်ရှားကကြည့်ကြတယ်ယခုကဲ့သို့အပေါ်မျက်ခွန်အောက်မျက်ခွန်ပိတ်ထားရုံနဲ့သူ့အားကလသေးကလမောအိတ်နေသည်ဟု၍ဆိုလို့မရပါဘာကြောင့်လဲဆိုတော့သူတို့တွင်ဒုတိယမျက်လုံးဟုဆိုရမယ်မျက်လုံးတစ်စုံကလည်းရှိနေသေးပါတယ်ထိုမျက်လုံးကဦးခေါင်းနဲ့ပါးစပ်အောက်တွင်ရှိနေတဲ့ရေထဲကိုရောက်နေပါတယ်ထိုမျက်လုံးသည်မျက်စံမျက်လွှာတွေမပါဘဲနဲ့ရေအောက်မှာရှိတဲ့တရဝအရာဝတ္ထုတွေကိုတွေ့နိုင်မြင်နိုင်တယ်အယောင်အစင်းမှာအနက်ရောင်ရှိပါတယ်၎င်းကတော့ရေဒါလိုမျိုးအင်တာနာလိုမျိုးဖြစ်ပါတယ်အင်းဆက်ပိုးမများဖြစ်သောပိုးကောင်လိပ်ပြာတို့ကိုအာယုံခံနှာခေါင်းနဲ့အတူပါတယ်ထိုမျက်လုံးသည်ရေအောက်တွင်ထင်ရှားစွာနဲ့တွေ့နိုင်ပါတော့လေအစာစားခြင်းအစာမျိုးရန်အတွက်ကိုလေထဲတွင်နှာခေါင်းကိုထောင်ပါကအရေးပြားတဲ့သို့ဝင်ကပျောက်ကွယ်သွားလေရှိတယ်သူတို့ကအစာများကိုဥကောင်းနဲ့ရေပြင်ညီညာသွားနဲ့ထားပြီးတော့မစားတတ်မမျိုးတတ်ပါဘူးဥကောင်းကိုလေထဲကိုထောင်ပြီးတော့မှစားတတ်မျိုးတတ်ပါရဲ့ဝါးစားလေးမရှိဘဲနဲ့မှမွေတကဲ့သို့မျိုးတတ်ပါတယ်ကိုပြားမောင်ကမောင်ထွေးကိုလဟန်ရှီယန်နဲ့တတိပေးလိုက်တယ်လေကိုသူ့အချိန်နဲ့သွားပါစီပဲ့ကိုသာနိုင်အောင်သာထိန်းထားဆိုတဲ့သဘောမျိုးပါမောင်ထွေးကလည်းတခြားတငါအလုတ်သာသူနဲ့တွဲပြီးတော့လှုပ်ဖူးပါတော့လေရေဘရင်ကိုဖမ်းဆီးသည့်ပွဲမှာဒါကပထမဦးဆုံးပါထိုကဲ့သို့အတွေ့အကြုံမရှိတော့လဲအကြောက်သားပင်ဖြစ်ပါလေမတိသူများကတော့လေကန်းဆက်နားတွင်တစ်ဆွေးတုံးကြီးတတုံးကရောက်နေသည်ဟုထင်ရမယ်နေရာတွင်အရိတ်ခက်ကြနေရာဖြစ်ပါလေအရိတ်ကလည်းကြပြန်မဲမဲညင်ညင်လဲဖြစ်ပြန်အဝိညာဏတတော်ဝါလိုမျိုးငြိမ်သက်နေတာဆိုတော့မိเจ้าဟူ၍ဘသူမှလည်းမထင်ကြပါဘူးအတွေ့အကြုံရှိတဲ့ကိုပြားမောင်ကဒါတွေကိုသိတယ်ဒါကြောင့်မလို့လှေမှာရေရက်တံမထွက်စေရန်အတွက်မောင်ထွီးကိုရွေလျားစီတယ်မောင်ထွီးကလည်းညွန်ကြားတဲ့အတိုင်းကိုလှုပ်ဆောင်ပေးတယ်မိเจ้าကိုကောင်းစွာမြင်နိုင်သည့်အနေအထားသို့ရောက်ရှိလာတယ်ပြီးတော့မှပြစ်ကွင်းပြစ်မှတ်နေရာသို့ရောက်ရှိလာပါတော့တယ်ဤခါမှာတော့လဟန်ရှီဟန်ဖြင့်ရက်တန့်စေလိုက်ပါတယ်ဟာခုနှစ်ပေအကောင်လောက်ပါပဲခုနှစ်ပေ10ပေဆိုတာအရွယ်ရောက်ပြီဖြစ်တဲ့မိเจ้าဖြစ်တယ်ခုနှစ်ပေဆိုတော့ခုနှစ်သားအရွယ်သူဆိုရပါတယ်အကောင်ပေါက်စမှာ10လက်မှသာရှိတယ်တနစ်တပေနှုံးနဲ့ကြီးထွားလာသည်လည်းဖြစ်ပါတယ်လူသားများကတဖြည်းဖြည်းနဲ့ကြီးထွားမှုသည်17နှစ်အောက်အသက်အရွယ်ထိကိုဖြစ်တယ်သို့တော်လည်းမိเจ้าများမှမူ10နှစ်သားအရွယ်တွင်ကြီးထွားမှုကနည်းလာတယ်ဒါပေမဲ့လည်းပေ20 30အထိမြင်မာသည်ကိုတော့တွေ့ဘူးပါတယ်မုတ်ဆိုးတစ်ပြည့်ဆိုတဲ့ပြစ်ကွင်းထဲသို့တဖြည်းဖြည်းနဲ့ဝင်ရောက်လာပြီးဖြစ်ပါတယ်ကိုပြားမောင်သည်သူ့ရဲ့တလုံးသွားမိန်းနံကိုကောက်ကင်လိုက်ပါတယ်ထိုတလုံးသွားမိန်းနံကိုတန်အကောင်းစားနဲ့မီးအကြိမ်ကြိမ်ပြကစိတ်တိုင်းကြလှုပ်ထားခဲ့တယ်မိန်းသွားတွေကလည်းမြားတံမှာရှိတဲ့အထစ်ကလေးတွေနဲ့လှုပ်ထားပါတယ်ဒါမှလည်းထိုးမိတဲ့သားကောင်များကလည်းအလွယ်တကူနဲ့လွတ်ပြီးတော့မထွက်သွားနိုင်ရန်အတွက်သာဖြစ်ပါတယ်မိန်းနံအယိုးကိုရင်းတိုက်သားအနည်းနဲ့ပြုတ်လုထားခြင်းကြောင့်ခိုင်မာမှုကတော့ရှိတယ်လက်ကင်ရိုးမှာကျိုးဖြင့်တဲထားပါတယ်အရှိကတော့လေမိချောင်းတစ်ပြေးမိချောင်းတစ်မျောရှိပါတယ်သူ့လက်ထဲကမိန်းတံကိုစလိုက်ပြီးတော့မှပြစ်မှတ်နေရာကောင်းကိုရှာဖွေနေတယ်သူပြစ်မှတ်နေရာကတော့လေချစ်ရဲ့လက်ပြင်အောင်နေရာဖြစ်တယ်ဤနေရာသည်အကောင်းဆုံးသောပြစ်မှတ်ဖြစ်ပါတယ်ရှင်သားကြိုက်တီနဲ့သူထွေးမောင်ကိုမျက်ရည်ပြလိုက်ပါတော့တယ်မောင်ထွေးကလည်းတတိအနေထားရှိနေပါတော့တယ်ဝီကနေနေအောင်ကိုပြားမောင်ရဲ့လက်ထဲကမိန်းတံကဇောင်းမှလွတ်ထွက်လာတဲ့မြင်းရိုင်းတစ်ကောင်နဲ့လှင်မြန်တဲ့နှုတ်နဲ့တခင့်စီယာကိုလှုပ်ဆောင်ပါတော့တယ်ထိုဝီကနေအတန်မဆုံးမီပါပဲဒုတ်ဆိုတဲ့အတန်ကြီးကိုကြားလိုက်ရတယ်ဆယ်ပေါင်တူကြီးဖြင့်အဆောက်အုံဟောင်းကိုဖြိုဖျက်သည့်နဲ့ဒုတ်ဆိုတဲ့အတန်နဲ့အတူဝုံကနေဆိုတဲ့အတန်ကြီးကလည်းထွက်ပေါ်လာတော့တယ်ထိုအတန်နဲ့အတူလေကလေးတီလည်းတိတ်ငနေဖြစ်သွားပါတော့တယ်မိန်းတန်အရင်မှာရှိထားတဲ့လေပေါ်မှာရှိတဲ့အခွေလိုက်ကျိုးခွေကြီးသည်တပြေးပြေးနဲ့လှုပ်ရှားလာပါတော့တယ်အခွေလိုက်ကျိုးပြေစရာလည်းမရှိတော့ပဲငုတ်တိုင်တွင်နောက်ဆုံးကျိုးကြံတော့မှပဲလေကလေးကတွတ်တွတ်ခါအောင်လို့ပြေးလွှားနေပါတော့တယ်မောင်ထွေပဲ့ကိုကောင်းကောင်းကိုင်းခါလေကလေးကလည်းရေပြင်ပေါ်မှာရှက်ပြီးတော့မှပြေးနေတယ်လို့ထင်ရတယ်ချက်ကောင်းကိုလည်းမှန်သွားတော့မိเจ้าသည်တထိတ်တလန့်ဖြစ်ကစက္ကန့်ပိုင်းအတွင်းမှာပဲမူလကန်းဆက်မိန်နေရာမှာရုပ်ချီရေထဲကိုလှည့်ဆင်းသွားခြင်းကြောင့်ဝုန်းကနေအတန်ကမြည်သွားရပါတော့တယ်
ကြည်နေရင်မှာပဲမိเจ้าကရေထဲကိုငုံသွားတယ်ကိစ္စမရှိပါဘူးဒီအတွက်ကြောင့်မလို့ကိုပြားမောင်စီစဉ်ထားပြီးသားဖြစ်တယ်သူဘလောက်ထီကိုရေနဲ့နဲ့တွင်ငုံနိုင်မည်နီသူကြိုးချိန်ဆုံးတိုင်အောင်ရေငုံမြည်တော့လည်းမဟုတ်ပါဘူးပြီးတော့မှဘလောက်ကြာကြာရေငုံနိုင်မှလဲဆိုတာသူကော့ပစားမှာကြောင်းနေစဉ်တုန်းကပန်ရှာပြီးလူမျိုးတတဗေဒဆရာမစ္စတာဆင်းကမိเจ้าရေငုံတာအများဆုံးတနာရီပေါ့ကွာဒါပေမဲ့လေအဲ့ဒီအချိန်မှာသူ့ရဲ့နှလုံးခုန်တုန်းက1မိနစ်မှာ2ကြိမ်3ကြိမ်ထိကိုကြာသွားတာကြောင့်မလို့များများရေငုံနိုင်မှာမဟုတ်ဘူးထို့သောသူစီယာရဲ့စကားကိုမှတ်လာခဲ့ရပါတော့တယ်သူစီယာပြောတဲ့အတိုင်းပင်မိန်တန်တန်းလန်းတဲ့မိเจ้าသည်ရေပေါ်မှာပြန်၍ပေါ်လာပါတော့တယ်မိเจ้าကရှေးတူရှူတို့ပင်ခေါင်းကိုလှည့်ထားစေပါသို့တော်လေသူ့ရဲ့ဒုတိယမျက်ခွန်ကိုတော့ဘေးသို့မှဆွဲကပ်လိုက်ခြင်းကြောင့်သူ့ရဲ့နောက်မှာရှိနေတဲ့ကိုပြားမောင်နဲ့တကွလေကိုပါမြင်လိုက်ရခြင်းကြောင့်ကြောက်လန့်တကြားနဲ့ပြေးပါလေတော့တယ်ပထမမှာတော့လေနဲ့မိเจ้าကတိတ်တော့မကွာဝေးခြင်းကြောင့်ကျိုးမှာရောရဲရဲနဲ့ဖြစ်နေသေးတယ်အခုတော့လေအန်နီယေကိုမြင်ပြီးတော့ဇွတ်တင်းထွက်ပြေးခြင်းကြောင့်မလို့ကျိုးမှာတင်းသွားပါလေတော့တယ်ကျိုးတင်းသွားသည်နဲ့လေကတုံကနေဖြစ်သွားကစောစောအတိုင်းပဲရေပေါ်မှာပြေးနေပါတော့တယ်ပြေးပါစေအမောခင်သူပြေးနေအောင်ပါ9မိနစ်အတွင်းမှာပင်တနာရီ10ကီလိုနှုန်းနဲ့ပြေးနေတာတော့ရက်လိုက်ပါလေစူးဝင်နေတဲ့မိန်းသွားကိုသူကဖြုတ်ယူရန်အတွက်စူးစမ်းသည့်အနေနဲ့ရေထဲမှာပင်သူ့ရဲ့ကိုယ်လုံးကိုလူးလိမ်ပစ်လိုက်တယ်ဒီလိုလူးလိမ်ပစ်လိုက်ခြင်းကသူ့အတွက်မဟာအမားကြီးပင်ဖြစ်ပါတော့တယ်ဘာကြောင့်လဲဆိုတော့သူတလိမ့်လိမ့်လိုက်တိုင်းမှာမိန်းကကျိုးကလေသူ့ကိုတပတ်ရစ်တယ်လို့မျိုးဖြစ်သွားခဲ့တယ်လိမ်ပန်များလာတော့လေသူ့မှာရှည်တွေလက်တွေတုံနှောင်ထားတယ်လို့ဖြစ်သွားပါတော့တယ်သူ့မှာလှုပ်ရှားပြေးလွှားစရာရှည်လက်တွေတုံနှောင်ခံထားရလေသောကြောင့်သူ့ရဲ့ပါဇက်ကိုအားကိုးရံမှတပါရန်သူကိုရင်ဆိုင်ခြင်းကမရှိတော့ပါဘူးဒါကိုလေကိုပြားမောင်ကတိထားပါတယ်ဒါကြောင့်မလို့လေဝမ်းထဲမှာရှိနေတဲ့တနုတ်ကိုကောက်ယူလိုက်တယ်တနုတ်ဆိုတာကတော့ဓနိပင်ရဲ့အလက်ဖူးပင်ရှိပါတယ်ဒီအလက်ဖူးကမာကြောတယ်သူ့ရဲ့ထိပ်ပြားကဝကြုံလိုမျိုးရှင်နေတယ်ထိုတနုတ်နဲ့မိချောင်းကိုထိုးလေရှိခြင်းကြောင့်မလို့စောင့်ထားခြင်းမှာကြောင်ပိတ်ခါအရိုက်ခံရတဲ့ခွေးကလည်းပြန်ကြိုက်တယ်လို့မိချောင်းကလည်းအနာကပ်လာတဲ့သူ့အားပါဇက်ဖြင့်ကြိုက်ဆွဲရန်အတွက်တာဆူလိုက်ပါတယ်လက်ညှိုးလုံးလက်ကလေးလက်ချောင်းတို့ထက်ကြီးမားတဲ့သွားများကိုလည်းမြင်လိုက်ရတော့ပါဇက်ကိုဖျဲကားထားတယ်သူ့မှာရှာမရှိ၍သာမမြင်ရတာပါသို့တော်လည်းအာကောင်မှာကတ်နေတဲ့ရှက်ကင်ရှာတိုကလေးအထီကိုတော့မြင်နေရပါတယ်ကိုပြားမောင်ကလည်းတနစ်ကိုချိန်ဆကပြက်မတ်ကိုမှစောင့်မျှော်နေတယ်လေကတရွေ့နဲ့ရှင်းကပ်လာတယ်မိเจ้าရဲ့လှုပ်ရှားမှုကိုသူကြည့်နေတယ်လှုပ်ရှားမှုဆိုတာကတော့အခုနေခါမှာပါဇက်ကလွဲပြီးတော့ဘာမှမရှိတော့ပါဘူးလေကတရွေ့နဲ့ရှင်းကပ်လာသလိုမျိုးမိเจ้าကလည်းသူ့ရဲ့ဝါကျင့်နနွန်းရောင်မျက်လုံးတွေနဲ့စိုက်ကြည့်လို့နေပါတယ်တစ်ချိန်မှာတော့လေသူ့ပါဇက်ကြီးကိုဟလိုက်ရာကိုပြားမောင်ကလည်းရတဲ့အခွင့်အရေးကိုအမိရနဲ့ယူလိုက်ပါတော့တယ်ဝီကနေနေတဲ့အတန်ကစက္ကန့်ပိုင်းအတွင်းမှာပင်ထွက်ပေါ်လာပြီးတော့မှထိုစက္ကန့်ပိုင်းအတွင်းမှာပင်လျက်ပြက်ဆိုသလိုမျိုးမိเจ้าရဲ့အာကောင်ထဲကိုတန်းဝင်သွားပါတယ်ဘယ်ထိကိုပါတန်းဝင်သွားတယ်ဆိုတာပြင်ပရေများဝမ်းထဲတွင်မိုးဝင်နိုင်ရန်အတွက်တားဆီးထားတဲ့ရှခင်တိုကိုဖျက်ကျော်ကလေเจ้าထဲကိုထိုးဖောက်ဝင်သွားပါတော့တယ်မိเจ้าသည်နာကျင်အော်ဟစ်ရင်းကနေလူးလိမ့်နေပါတော့တယ်သူဘလောက်ပင်အော်သူ့အတန်ကကျွဲပေါက်တီအော်သလိုမျိုးတငွင်းငွီဆိုတဲ့အတန်သာမြည်နေပါတယ်အနီးနားတဝိုက်တွင်လည်းသွေးချင်းများကလည်းနီမြန်းလိုနေပါတော့တယ်ပွဲသိမ့်ပါလေတော့တယ်အနစ်ချုပ်လိုက်တော့အယိုးအသားအရေတို့ကိုရောင်းလိုက်ခါရသမျှငွေကြေးနဲ့သူ့ရှိသူမဦးတာဆန်နဲ့လက်ထက်လိုက်ရတယ်ပန်းနာယောဂတဲ့သူ့အမေဒေါ်ဆန်လှဖြူကိုမိချောင်းသားကျွေးပြီးတော့တတ်တာစေခဲ့တယ်သူတွင်အမေအိုသာကြံတော့တယ်သူ့ရဲ့အဖေကွယ်လွန်တော့သူကကော့ပစားတွင်ကြောင်းမနေတော့ပဲနဲ့ဇာတိရက်မြေသို့ပြန်လာကကြုံရကြပန်းကိုလောက်ကင်ခဲ့တယ်အထူးသဖြင့်တော့မိချောင်းဖန်းတဲ့အလုပ်ဖြစ်ပါတယ်တားရဲ့တခြားအလုပ်တွေလုပ်ပါလားကွယ်ဒီမိချောင်းဖန်းတဲ့အလုပ်ကအန္တရာယ်များလာပါတယ်သူမေဒေါ်ဆန်လှဖြူပြောသလိုပင်သူ့အသက်ကိုယ်သက်ရင်းရတဲ့အလုပ်ဖြစ်ပါတယ်ပြီးတော့မှအမိမာကလည်းဒီသားတယောက်သာအာကူအားထားရရှိတာပါတခါအမိမာလည်းယောဂါကစုံနေအထူးသဖြင့်ပန်းနာတခါတည်းကြရင်လည်းယောဂါထပါကအသက်ပါသွားမလားထင်ရပါတယ်ပြီးတော့ကိုပြားမောင်မှာတကူတည်းမဟုတ်တော့ပါဘူးရှစ်သူခင်သူမဦးတာဆန်းဆိုတဲ့ကျင်ဘက်တက်လျားဆိုတာလည်းရှိနေနှင်ပါပြီနေမမြင့်မီကလေးကသူတို့ကဓားလက်ရှောင်းယူအတိုင်းကိုမှဓားလက်ရွာမှစုံတက်လာခဲ့ကြတယ်သူတို့ဆိုတာက3ယောက်ဖြစ်ပါတယ်ကိုပြားမောင်မောင်ထွီ
မောင်ချင်းငဲဆိုတဲ့လူငယ်လေးတို့ဖြစ်ကြတယ်ကစုံလဖြစ်သောကြောင့်မလို့ရာသီကတော့မိုးသားတို့ညှို့တလူတော့ရှိပါတယ်နေရာကိုမူသူတို့ညတုန်းကရောက်ရှိထားပြီးသားဖြစ်၍တကူတကတော့လည်းရှာဖွေနေကြတော့မလို့တော့ဘူးအခုပြားမောင်ဟိုတကကျွန်တော်တို့မိတဲ့မိเจ้าအမနဲ့အတူအထီလဲပါလာတယ်တဲ့အဲ့ဒီအကောင်ကိုကင်းသမားတွေကပြစ်လို့တေသွားတာနဲ့ကြံတဲ့အမကလည်းကျွန်တော်တို့စီကိုရောက်လာတာတဲ့မောင်ထွေးကသူ့ကြားသမျှတည်င်းကိုပြန်လဲပြောပြလိုက်တယ်မောင်ချေငဲဆိုတဲ့သူကလည်းမရှင်းတာကိုထပ်၍မေးပါတော့တယ်ဒါနဲ့မောင်ထွေးရဟိုတကောင်နဲ့တကောင်ဘာမှလည်းမထူးကြပဲဘာလို့အထီးမတွေခွဲကြရမှာလဲဗျဟာဒီကိစ္စအကိုပြားမောင်ပဲသိတယ်ကွာအခုဖြေလိုက်ပြီဗျဒီလိုမောင်ရှိရနိုင်ငံသားမှာဆိုရင်တော့လေတိုင်းတာတဲ့ကရိယာတော့ရှိတာပေါ့ကွာငါတို့တိုင်းပြည်မှာကတော့လေမြမနီးမြမဟန်နေတော့အထီးမခွဲကြပြီးတော့တည်တာပေါ့မြမနီးမြမဟန်ဟုတ်လားနှစ်ယောက်သားအာမေရိတန်နဲ့ရိုင်းတူအံ့ဩစွာနဲ့မေးလိုက်ကြတယ်ဟုတ်တယ်တခုတည်းသောအညစ်အကြေးစွန်းနဲ့ဒွာရပေါက်သေးကလက်ညိုးနဲ့နှိုက်ကြည့်လို့ဘာမှမတွေ့ရင်အမတစုံတစ်ခုကိုစမ်းသပ်မိလို့ရှိရင်တော့အထီးပေါ့လေကလေးကလည်းရေပြင်မှာပြေးလွှားနေပါတော့တယ်မောင်ထွေးပြောသလိုပဲမူလကတော့အထီးအမတစုံမိတ်လိုက်ရန်အတွက်ရောက်လာမည်ဖြစ်မိထို့သောမျိုးရောက်လာသည်ကိုမြင်မိသောကင်းသမားများမှာပြစ်ခတ်ခြင်းကြောင့်မလို့အထီးကတေသွားတယ်အမကတော့လေရှေးဥတရာပြင်းရင်ကနေကိုပြားမောင်တို့နေမြေတဲကိုရောက်ရှိလာခြင်းဖြစ်တယ်မနေ့ညနေဆောင်တုန်းကဒီနေမြေတွင်ကိုပြားမောင်တယောက်ထင်းငများတန်ချနေစင်မှာပင်ဖြစ်တယ်ကန်းဆက်အထက်နားကကိုင်းပင်များမြက်ပင်များကလည်းပြိုလဲကုံတီကိုတွေးလိုက်ရတယ်ပြီးတော့မှပြိုလဲကုံတဲ့မြက်ပင်တွေကိုင်းပင်တွေသည်လဲနေရမှရွေလျားနေသည်ကိုလည်းတွေးလိုက်ရတယ်ဒီအခါရှာနေတဲ့ငါးတန်များကိုဆက်ပြီးတော့မချတော့ဘဲနဲ့ကြည်နေလိုက်တယ်ငါစစ်တကောင်းကတငယ်ချင်းကဆက်နဲ့အကောင်ဖော်ဖို့အတွက်ဥတွေကိုရသလောက်လိုချင်နေတဲ့တလုံးကိုလည်း9ချက်တောင်မှပေးမယ်တဲ့ကွာတလုံးကသူ့မြေပုံမြို့ကိုရောက်ရှိခဲ့တယ်သူ့ရဲ့အသားငါးတွေကိုရောင်းချနေတဲ့ဒိုင်းပိုင်ရှင်ဦးမောင်ရဲ့စကားကိုကြားယောင်လာပါတယ်ဥတလုံးကို9ချက်ဆိုပါက12ပြည်စာဝယ်၍ရတယ်ပြီးတော့ဥအရေအတွက်အနည်းဆုံးကတော့90ပဲထားငွေက200ကျော်တော့မယ်ဒီငွေနဲ့လားဆိုရင်အမေစေးဖို့နဲ့ကိုလေးလက်ဝင်ရှိနေပြီဖြစ်တဲ့မတ်ဦးတာဆန်းရဲ့မိဖွားဈေးကတော့ကောင်းကောင်းကြီးကိုဖူလုံနေပါတယ်ကံကောင်းရင်အမကိုတောင်မိပါကအသားအယိုးအရည်တွေကိုပါရနိုင်သေးတယ်သူကမြက်ပင်တွေကိုင်းပင်တွေလဲကြလိုက်တနေရာကိုရွေသွားလိုက်တနေရာမှာစုပုံလိုက်လုံနေတဲ့မိเจ้าအမကိုရှိုးဝက်စွာနဲ့ကြည်နေပြီးတယ်ပြောင်ပြောင်တင်းတင်းကြီးခွင်တော့မရပါဘူးသူကလည်းရှိုးဝက်စွာနဲ့အတိုက်လုံနေတာပါလူမြင်သူမြင်လဲအဖြစ်မခံနိုင်ပါဘူးတကယ်လို့လူမြင်သွားပါကတခြားနေရာသို့ပြောင်းသွားတတ်ပါတယ်ဆဲပေအကောင်မိเจ้าဖြစ်ပါတယ်မိเจ้าအမသည်ဇွဲကောင်းတယ်လို့ဆိုရမှာလားဘီကင်စိတ်တက်ပဲဝေနေတဲ့ကြောင့်လားတော့မသိဘူးအတိုက်ကိုညာတွင်ချင်းပဲပြီးအောင်လုပ်နေတယ်အတိုက်မပြီးမချင်းကိုမရက်မနာပဲနဲ့လုပ်နေတယ်သူကနေရာကိုမှတ်သားကရှာနေစေ9တန်များကိုပြန်လဲရုပ်သိမ်းပြီးတော့မှအိမ်ကိုပြန်လာခဲ့တယ်စောစီစွာနဲ့အိမ်ပြန်လာသည်မို့လို့အမေနဲ့သူ့မိမမတ်ဦးတာဆန်တို့တောင်မှအံ့ဩနေကြပါတော့တယ်သူကတော့လေနှုတ်လုံးကဘာမှမဖြစ်သည်ဟုပြန်ဖြေလိုက်တယ်ဒါပေမဲ့လေမောင်ထွေးကိုတော့အရေးအမွှားလောက်သာပြောထားပါသေးမနဲ့2ချက်တီးကြော်လောက်တွင်သူနဲ့မောင်ထွေးကလှေရစင်းနဲ့ဒါလည်းရွာမနေထွက်ခွာလာခဲ့တယ်သူဇနီးတွေကဒီနေ့ငားများတန်ဖော်ဖို့အတွက်တာစောလာကြည်လားဟုထင်ပါတယ်တကယ်တော့လေခါဆိုင်ဆိုရင်တော့ရွာဦးကျောင်းအုံမောင်းခောက်တန်ကြားရင်4နာရီမှဖြစ်ပါတယ်နိုင်ဝက်လောက်ကြာပြီးမှပဲမနေ့ညကနေပြီးတော့မှသူ့မှတ်ထားခဲ့တဲ့နေရာသို့ရောက်ရှိလာတယ်ရောက်ချင်းပါပဲမနေ့ညနေကသူ့မှတ်ထားတဲ့အတိုက်နေရာကိုအားကောင်းကောင်းနဲ့6တောင်ထိုး ever ready လက်နေဓမီနဲ့ဖြတ်ကနေပဲထိုးကဖြတ်ကနေပဲပြန်ပိတ်လိုက်တယ်စက္ကန့်ပိုင်းတွင်လှုပ်ရှားမှုပင်ဖြစ်ပါတယ်အခုပြားမောင်ခုနကနီနီရဲရဲကိုတွေးလိုက်တယ်ဘာလဲရှူတိုးတိုးကွာအဲ့ဒါမိချောင်းမျက်လုံးကွာဟမ်မိချောင်းမျက်လုံးဟာနနွေးရောင်မဟုတ်ဘူးလားအဲ့ဒါကနေ့အယောင်မှာတွေ့ရတဲ့မျက်လုံးရောင်အခုလိုညအမောင်မှာအလင်းရောင်နဲ့တွေ့ရင်တော့လေအနီရောင်ကွာကဲပြန်ကြရအောင်ဥယူဖို့လာတာမဟုတ်ဘူးလားအခုမှဥတော့ဟိုအတိုက်ပေါ်မှာကာယာကြီးခွထိုင်ပြီးတော့မှဥနေတာမမြင်ဘူးလားကွာသူတို့ဒီအိမ်ပြန်ရောက်တော့လေမိုးမလင်းသေး၍တရေထက်၍အိတ်လိုက်ကြတယ်10နာရီလောက်မှပဲနိုးလာကြတယ်ထမင်းလေးပါလေးစားတောက်လို့နှစ်ယောက်သားရင်ထော်နေတဲ့ကြက်တောင်းဝါ3လုံးကိုရွေးခုတ်ကြတယ်ပြီးတော့မှ
10 ပေလောက်အခြေကူမှဖျက်ယူလိုက်ကြတယ်ပြီးတော့ကိုချင်းငဲဆိုတဲ့သူကရောက်လာတယ်ကဲကိုရှိဒီဝက်လုံးကိုထမ်းကြည့်စမ်းဒါလေးများဗျာစပြော့ပေါ့ကိုချင်းငဲကလည်းဝက်လုံးလေးကိုမပြပြီးတော့မှတောင်ချော်ချော်နဲ့ပြေးလိုက်တယ်ထို့နောက်မှာတော့သူတို့သည်လှေဖြင့်ခရီးထွက်လာခဲ့ကြတော့တယ်တနားရီလောက်ကြာမှာတော့သူတို့မှတ်သားထားတဲ့နေရာကိုရောက်ရှိလာကြပြီဖြစ်တယ်အချိန်ကလည်းရေကျချိန်ဖြစ်ပြီးကမ်းဆက်နဲ့လှေကြားတွင်ကျွန်းလတာပြင်ကြီးများဖြစ်နေပါတယ်ထို့ကြောင့်မလို့ကမ်းဆက်တို့ရောက်ရန်အတွက်ကျွန်းညွန်ထဲမှာခက်ခဲနဲ့ရုံတက်ခဲ့ရတယ်သူတို့သည်ဝက်လုံးကိုတော့လေတယောက်တစ်လုံးစီထမ်းလာကြတယ်ကိုပြားမောင်ကလည်းသူ့ရဲ့လက်ဆွဲတော်တစ်လုံးသွားမှိန်အပြင်ကွင်းတက်ကျိုးကိုပါယူဆောင်လာတယ်မိချောင်းကိုအသေးတက်ပြီးတော့မှလှေနောက်မိမှကျိုးနဲ့ဆွဲယူလာရန်အတွက်ဖြစ်ပါတယ်အဲ့လိုနဲ့သူတို့ကရွှွပွက်ထဲမှာရှင်းနစ်လိုက်ဆွဲထုတ်ခါလှမ်းလိုက်နဲ့ခက်ခဲနဲ့လမ်းလာရသူတို့အလိုရှိတဲ့မိချောင်းတိုက်ကိုတွေ့ရပါတော့တယ်ဒီခါသူတို့သည်ဝမ်းသာမဆုံးနဲ့ဖြစ်သွားကြပါတော့တယ်ထိုဝမ်းသာမှုမဆုံးမီမှာပင်ဟာမောင်ထွီမောင်ရှိတတိထားကျွဲပေါက်ကလေးအော်တန်နဲ့တူသူတို့ရဲ့ရှေ့တူရှူတို့ဒေါသကြီးနဲ့ပြေးဆင်းလာခဲ့တဲ့မိချောင်းမကိုတွေ့လိုက်ရတယ်သူတို့ကတော့လေလက်ဓာပြင်ရွှွန်ထဲမှာပင်ဖြစ်ပါတယ်ရေတက်ရေကျကင်းလို့ရကုန်းမြင့်မြင့်နေရမှုလို့မိချောင်းတိုက်ရှိနေတာမိချောင်းကလည်းထိုနေရာမှနေပြေးဆင်းလာခြင်းဖြစ်တယ်မိချောင်းကသူ့ဥများကိုယူငင်ကြမီကိုအတက်တိနေသည်ထင်ပါတယ်ဒါမှမဟုတ်ရင်လေမိခင်စိတ်ဓာတ်ကြောင့်မလို့သူ့အတိုက်ဝန်းသားတို့ကဲ့ရောက်လာသူမှန်သမျှမှာသူ့ရဲ့ရန်သူဟူ၍သဘောထား၍လာမသိသူ့တွင်သူ့အတိုက်သူ့ဥမှလွဲ၍ဘာမှမသိဘာမှမမြင်ဖြစ်ခါလရာပြင်မှာပြေးလွှားကနဲ့လိုက်ပါလိုက်သူလဲချွတ်နုံနဲ့ကြုံကြကခရီးမပေါက်ဖဲနဲ့ဖြစ်နေတယ်ဒီအခါမှာစိတ်မရှိတော့ဘဲနဲ့ကျုံတော်ထဲတွင်ရှောချလိုက်ပါတော့တယ်ခြေချောကလဲကျသွားတဲ့ကဲ့သို့ချွတ်နုံများပေါ်တွင်ရှောစီသွားပါတော့တယ်ဝလုံးနဲ့ရိုက်အကတ်မခံနဲ့ကိုပြားမောင်ကသူ့လူများကိုတတိပေးပါတော့တယ်ထိုအခါမှာဘိုင်းတိုင်းဆိုတဲ့ရိုက်တန်နှက်တန်များကလည်းထွက်ပေါ်လာခဲ့တယ်အတွေ့အကြုံရှိတဲ့ကိုပြားမောင်ရဲ့ရိုက်ချက်ကအတန်အသင့်ထိရောက်ပါတော့လဲမောင်ထွီးနဲ့မောင်ချင်းငယ်တို့မှမူအတွေ့အကြုံကလည်းနေရွှွန်တော်ထဲမှာလည်းရိုက်နေရတာကြောင့်မလို့မိချောင်းအားအထိမနာစေခဲ့ပါဘူးမောင်ထွီးတို့မဲနေတော့ဥတွေကိုတွားယူလိုက်မိချောင်းကလည်းကိုပြားမောင်တို့ကိုဥတီကတိုက်ခိုက်နေတယ်မိချောင်းကလည်းသူ့ရဲ့ခန္ဓာကိုယ်ပေါ်သို့ရောက်ရှိလာတဲ့ကိုပြားမောင်ရဲ့ဝက်လုံးကိုလှမ်းကြိုက်တာရှိပါပဲဖြစ်တယ်ဝက်လုံးတန်ကိုအကြိမ်ကြိမ်ခံနေရတယ်အကြိမ်ကြိမ်လဲဝက်လုံးကိုကိုက်မိတယ်ကြာတော့လဲအသားရည်တွေကနားလာသလိုဝက်လုံးကလည်းကျိုးကြည်လာပါတော့တယ်ထို့ကြောင့်မလို့ကိုပြားမောင်သည်ဝက်လုံးကြေမွနေသည်ကိုပြစ်ချပြီးတော့မှတလုံးသွားမိန်းတံကိုကိုင်းလိုက်တယ်မိချောင်းကလည်းသူ့အားဒဏ်ရာတွေကြည့်ရစေတဲ့ကိုပြားမောင်ကိုဆက်ပြီးတော့မတိုက်ခိုက်တော့ဘဲနဲ့မောင်ချင်းငယ်ဘက်ကိုဥတီ၍လှည့်လိုက်တော့တယ်ထိုအချိန်တွင်အတိုက်ကဥများကိုယူပြီးတော့မှမောင်ထွီးလဲပြန်ဆင်းလာခိုက်ဖြစ်ပါတယ်ဥကတော့60ကျော်လောက်ကိုရှိမယ်ထင်ပါတယ်ဟာမောင်ရှိတတိထားမောင်ထွီးမြင်လိုက်သည်ကိုတတိပေးစကားအော်ပြောလိုက်တယ်သို့တော့တတိပေးစကားကနောက်ကျသွားခဲ့ပြီမောင်ချေလိုက်ရိုက်တဲ့ဝက်လုံးကိုမိချောင်းသည်လည်းပါဇက်ဖြင့်လှမ်း၍ကိုက်လိုက်တယ်မိရကိုက်လိုက်မိသည်ဖြစ်သောကြောင့်ရမ်းခါပစ်လိုက်တယ်ထိုအချိန်ကြောင့်မလို့ဝက်လုံးကိုကင်ထားတဲ့မောင်ချေငယ်သည်လည်းအဝေးတနေရာသို့လွင့်စင်ကျသွားပါတော့တယ်ဝက်လုံးကိုမြဲမကင်ထားရဘူးကွကိုပြားမောင်တတိပေးစကားသည်လည်းအရှင်းနီးသာဖြစ်သွားပါလေတော့တယ်သူ့စကားမဆုံးမီမောင်ရှင်ငယ်သည်လက်ဓာပြင်တွင်လူးလိန်ကားနဲ့နေပါတော့တယ်ကိုပြားမောင်ကြောင်လန်တကြားအော်ဟစ်ခါအကူကြီးတောင်းသည်မောင်ရှင်ငယ်၏အတန်ကြောင့်ကိုပြားမောင်ကြည့်လိုက်မိတယ်ဒီတွင်မိန်းတံကိုမြဲမြန်စွာနဲ့စုပ်ကင်လိုက်မိတယ်ဘာကြောင့်မောင်ရှင်ငယ်ကအခုလိုမျိုးအကြောက်လန့်တကြားနဲ့အော်ဟစ်နေတယ်လဲဆိုတာတော့မိချောင်းသည်လက်ဓာပြင်ကိုလိမ့်နေတဲ့မောင်ရှင်ငယ်ထံသို့သွားနေတယ်သွားနေသည်ကလည်းရိုးရိုးတန်းတန်းကာယသွားနေတာမဟုတ်လက်ဓာပြင်တွင်စီးလျှောကာနဲ့အမြန်သွားနေတာပါရေခဲပြင်တွင်ရှောစီးနေသလိုဖြစ်ပါလေထို့သို့ရှောစီးသလိုမျိုးသွားနေခြင်းကြောင့်သူ့ရဲ့လှုပ်ရှားမှုကလှစ်ကလဲနှစ်ကနေဖြစ်နေတာပါဤနည်းတိုင်းသားဆိုရင်စက္ကန့်ပိုင်းအတွင်းမှာပဲသူ့ပြစ်မှတ်ဖြစ်တဲ့မောင်ချင်းငယ်ထံမှရောက်ရှိသွားတော့မှတို့ကမောင်ချင်းငယ်ဒီလဲကိုပြားမောင်ကရှေဝေးနဲ့စဉ်းစားမနေတော့ဘဲနဲ့သူ့ခန္ဓာကိုယ်ကိုလက်ဓာပြင်ပေါ်မှာရှော့ချလိုက်တဲ့စက္ကန့်ပိုင်းအတွင်းမောင်ချင်းငယ်ထံသို့ရောက်သွားမည်တို့ရောက်သွားပါကကဲတင်းများမည်သူ့လက်ထဲကမိန်းနံကိုအစင်တင့်စောင့်ထားရင်းကနေလက်ဓာပြင်တွင်ရှော့ပါသွားတယ်မောင်ချင်းငယ်ထံသို့သူတို့နှစ်ဦးပြိုင်တူရောက်ရှိသွားတော့မလို့ဖြစ်နေတယ်မိချောင်းကလည်းလက်တကန်းသာလိုပါတော့တယ်သူဒီလည်းလက်တကန်းသာရောက်ရှိလာပါတော့တယ်ခက်တာကလက်ဓာပြင်တွင်ရှော့စီသောအချိန်ကလည်းတေးသေးမမမဟုတ်ချင်းကြောင့်အချိန်ကိုတက်ခါရှော့ချဖို့ကလည်းခက်နေတယ်ဒုက္ခမှာတော့သူကလည်းမိယာနဲ့တိုက်ခိုက်ပါတော့တယ်
မိချောင်းရဲ့ပါဇက်နဲ့တင်ပါတရွတ်တိုက်ရှောစီးနေတဲ့သူ့ရဲ့လက်ရှောင်းသည်ကန်လက်ဖြတ်အနေထားတွင်စုံတော့မလို့ဖြစ်နေတယ်ဒီအခါမှာတော့သူကညံကူကတိုက်ခိုက်တဲ့အနေနဲ့ခြေတစ်ချောင်းဖြင့်စောင့်ရကန်လိုက်တယ်ကိုပြားမောင်နာကျင်စွာနဲ့အော်ဟစ်လိုက်တယ်သူ့အော်တန်ကြောင့်မလို့နေလေနေကင်းနားနေတဲ့ငိုင်မီးနေကြတဲ့ကြီးငှက်များပင်လန့်ဖြတ်ကပြန်သွားပါတော့တယ်ဘာကြောင့်ထိုးခဲ့သူအလန်တကြားနဲ့ကိုပြားမောင်အော်ဟစ်လိုက်တယ်လဲဆိုတော့မိချောင်းပစက်ကိုပိတ်ကန်လိုက်ရာခြေထောက်နဲ့ပါဇက်ထိသွားသည်နဲ့ဘလို့မှကိုနှိုင်းလို့မရတဲ့နှင်းမြန်နှုံထားဖြင့်ရှေဘွားကိုတီတီမီမီနဲ့ကိုက်လိုက်ခြင်းကြောင့်ပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကိုပြားမောင်နာကျင်စွာနဲ့အော်လိုက်ခြင်းဖြစ်ပါတယ်သို့တော့ကိုပြားမောင်တွင်အစင်တတိရှိတယ်အမတ်တမဲ့မို့လို့အကိုက်ခံလိုက်ရစင်မှာပဲအော်လိုက်မိတော့လေခဏချင်းတွင်တတိပြန်ဝင်လာပါတော့တယ်ဤခါတွင်လက်ထဲမှာရှိနေနေတဲ့မိန်းကိုတတိထားလိုက်ပါတော့တယ်ထိုမိန်းဖြင့်မိချောင်းရဲ့မျက်လုံးနေရာကိုမန်းပါပါနဲ့ထိုးလိုက်နေတော့တယ်တငွေငွေဆိုတဲ့အတန်ကြီးသည်ကျွဲပေါက်တကောင်အော်သည့်အလားထွက်ပေါ်လာပါတော့တယ်ထိုအတန်နဲ့တူသူရောမိန်းတံပါတနေရာသို့လွင့်စင်သွားပါတော့တယ်ဘာကြောင့်ဤတို့မျိုးလွင့်စင်သွားတယ်ဆိုတော့မျက်လုံးတစ်ဝိုက်ကိုမိန်းတံထိုးဆိုင်လိုက်သည့်အချိန်ကြောင့်မလို့မိချောင်းကသူမှရှိသမျှခွန်အားတွေတုံးပြီးတော့မှရမ်းခါလိုက်တယ်ထိုကမိန်းတံနဲ့တူလူပါလွင့်စင်သွားပါတော့တယ်ကိုပြားမောင်ရောက်သွားသည့်နေရာမှာကြည့်လိုက်တဲ့အခါမှာတော့မိချောင်းကအဝေးတင်နေရာတို့ထွက်ပြေးသွားလိမ့်ပြီဖြစ်ပါတယ်ထိုကမိချောင်းကြိုက်သည့်ဒဏ်ရာကြောင့်မလို့ကိုပြားမောင်တွေးထွက်လွန်ကတတိလက်မေးမျောသွားပါတော့တယ်ကျွန်တော်တို့မော်တော်ယာဉ်သည်ဓာတ်လက်ချောင်းကိုရှက်ကြော်ခဲ့ပါပြီတချိန်ကအဘပြားမောင်တို့စွန့်စွန့်ဆာဆာရေမုတ်ဆိုးလုတ်ခဲ့သောနေရာလေးကိုစိတ်ကူးဖြင့်ပုံဖော်လာခဲ့သည်တကယ်ဆိုရင်အဘပြားမောင်ရဲ့သူ့မေဒေါ်ဆန်လှဖြူရဲ့သူဇနီးမတ်ဦးသားဆန်းရဲ့သူတို့ရဲ့သမီးဝါနုရဲ့ပြီးတော့မိချောင်းမကြီးရဲ့သူတို့တွေအားလုံးရဲ့ဆက်နွယ်နေတဲ့ဖြစ်ရသည်သားလို့ဆိုကြင်ပါတော့တယ်ထိုစဉ်ကကိုပြားမောင်မိချောင်းကြိုက်ခံရသည့်သတင်းသည်တမဟုတ်ချင်းမှာပဲပြန့်နှံ့သွားတယ်တတိမေပြီးတော့မှမြေပုံစေးရုံတို့ပို့လိုက်ရတယ်တေသည်ရှင်သည်ဟူ၍လည်းမသိရသေးသည်ဆိုသောသတင်းပင်ဖြစ်ပါတယ်ထိုသတင်းကိုကြားမိရဲ့ဘန်းနာတဲ့မိခင်ကြီးဒေါ်ဆန်လှဖြူကအသက်ရှူချက်ခါနောက်ဆုံးမှာတော့ကွယ်လွန်သွားတယ်ကိုဝင်အရေးမာနဲ့သူ့ရဲ့ဇနီးမတ်ဦးသားဆန်သည်လည်းခိတ္တခဏမြတတိလက်သွားတယ်တဦးကသားစောတဦးကလည်းလင်သားဆိုတဲ့တန်ရောစင်မိကြောင်ပင်ဖြစ်ပါတယ်ထို့တော့အဘပြားမောင်ကညာဘက်ရှေ့ချင်းဝဲအောက်ပိုင်းတွင်ဘာမှလည်းမရှိတော့ပါဘူးခြေတော့မှဝါးကြည်တော့ကိုစွတ်ရင်းစွတ်ထားဒါမှမဟုတ်ရင်လေဂျိုင်းတော့ကိုအားကိုအားထားပြုတ်ရပါတော့တယ်ဒီကြားထဲဇနီးတဲ့မက်ဦးသားဆန်းကမီးဖွားပြီးကွယ်လွန်သွားတယ်သမီးလေးဝါနုသာအဖက်တင်ကြံရစ်ခဲ့တယ်မိခင်မြတ်တာကိုမရရှာနိုင်တဲ့သမီးလေးကိုတနာမိလာတယ်ဤလိုမျိုးသူကိုယ်တိုင်တွင်လည်းအမေမရှိသမီးကလည်းအမေမဲ့ဆိုတော့လေသူကိုယ်သူနောင်တတွေနဲ့ရနေမိပါတယ်လောကမှာဘသူမပြုတ်မိမိမှုဆိုတာကလည်းမဟုတ်ပါလားသူသည်မောင်ထွေးကိုခေါ်ကလွန်ခဲ့တဲ့3လကြော်ခန့်ကသူတို့တွေရောက်ရှိခဲ့တဲ့မိချောင်းအတိုက်နေရာသို့ပြန်လည်ရောက်ရှိလာပါတော့တယ်မိချောင်းအတိုက်နေရာကိုရောက်တော့ရင်ကျိုးမတက်ဝေဒနာကိုခံစားရပါတယ်ကြည်ပါလားအတိုက်ကြီးကိုဖက်ကတေသွားသောအယိုးစုမိချောင်းမကြီးကိုတွေ့လဲရပါတယ်ခမည်းမသူ့ရင်သွေးငယ်လေးများကိုပေါက်ဖွားရမည်ကိုစောင့်ဆိုင်းရင်းကနေတေဆုံးသွားရပါတယ်တကယ်ဆိုထိုစဉ်ကလေးကသူ့အတိုက်တွင်ဥတလုံးမှမကြံတော့ပါဘူးထိုဥများရောင်းရသည့်ငွေသည်လေစိတ်ယုံတက်စင်မှာပင်ကုန်သွားပါပြီမိချောင်းမကြီးကဓားတွေကိုမသိပါဘူးသူ့အတိုက်ပြတ်သွားမှဆိုလို့လိုအပ်သောအနှွေးတက်ကိုလည်းမရလိုက်မှဆို၍တဖန်မကြည့်မိတာလည်းဖြစ်မယ်တခါအတိုက်ပုံကလည်းပုံစံတစ်မျိုးနဲ့ဖြစ်နေပါလေမိချောင်းဆိုတာကဥမာ3လအကြာမှအကောင်ပေါက်တာပါပေါင်ရံမှာလည်းပြင်ပရီမဝင်နိုင်ရန်နဲ့အပူချိန်ကလည်း30ဒီဂရီစင်တီဂရိတ်ရှိရန်အတွက်လိုပါတယ်မိချောင်းမကြီးဥချစဉ်ကမိုးဦးလေဦးမှမလို့ပြင်ပရီတွေကဝင်မာနဲ့ရာသီဥတုအေးမြလာခြင်းကြောင့်မလို့ထိုအန်ဒီယမ်မှလည်းကာကွယ်ရန်ဆိုပြီးမိချောင်းမကြီးကချိုမြေဈေးများကိုနှုတ်သီးဖြင့်ကိုက်ရှင်ပြီးတော့မှအတိုက်မြုံပေါ်မှာမှန်ခဲ့တယ်။မှန်ထားတီမှာကလည်းတကယ်ကိုမှတေသက်လာပါလေ။မိချောင်းမကြီးတေဆုံးတီမှာအယိုးတောင်ကျနေပြီဆိုတော့လွန်ခဲ့တဲ့3လတွင်ဖြစ်ပါမည်။လွန်ခဲ့တဲ့3လဆိုတာကလည်းသူတို့နဲ့မိချောင်းမကြီးတိုက်ကြခိုက်ကြသောအချိန်ကာလသာဖြစ်ပါလေ။မိချောင်းရဲ့အယိုးကျနေတဲ့ခန္ဓာကိုယ်ကိုတတိထားကြည့်ပြီးတော့ကြေကွဲရပါတော့တယ်။အတနာလဲပိုလာပါတော့တယ်။ထိုစဉ်အခါသူ့အသက်ကိုယ့်အသက်လူကြစဉ်အခါကဝက်လုံးကျိုးကြည်အောင်ရိုက်ခဲကြတယ်။ဘယ်နေရာမှန်း၍ဘယ်နေရာထိတာဟူတောင်မှအမှတ်မထားမိပဲရိုက်ခဲကြတာ။အခုမှ
မှတ်မှတ်ထင်ထင်နဲ့ကြည့်မိလိုက်တော့မိเจ้าမရဲ့နံရိုးသည်ကျိုးကြည်၍အသားတွေသည်လည်းအတွင်းကြည်ဖြစ်ကာတိမ်နေတဲ့ပုံရပါတယ်တခါသူ့ရဲ့မျက်လုံးအပေါ်နားတွင်လည်းမိန်းတန်စိုက်ဝင်သွားသောအပေါက်ကြီးကလည်းရှိနေပါတယ်ထိုရရှိထားတဲ့ဒဏ်ရာဒဏ်ချက်တွေကြောင့်ပြင်ပယောဂါတွေဝင်ကတေဆုံးသွားခဲ့ခြင်းဖြစ်ပါတယ်မတေဆုံးမီမိခင်ရဲ့မေတ္တာဂုဏ်ရည်ကိုဖော်ပြသွားခဲ့ပါသေးတယ်တိုက်ကိုဖတ်ထားသောအယိုးစုကြီးကိုကြည်ပါလားဒီအခါမှာတော့သူမရနိုင်တော့သောအရာများကိုတန်းတမိသွားပါတော့တယ်ထက်ခါနဲ့တန်းတမိပါတယ်အမေဟူ၍ပင်ဖြစ်ပါတယ်အခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းကတော့စာရေးသူမူတုံသူ့မွန်ရေးသားထားတဲ့ရေမုတ်ဆိုးအဘပြားဆိုတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်ခင်ဗျာနောက်နေ့မှာလည်းကျွန်တော်တို့ရဲ့ channel ကနေစိတ်ဝင်စားဖို့ရာဇာတ်လမ်းကောင်းများစွာကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးသွားအောင်မှာမို့စောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာနားဆင်ပေးခဲ့သူအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ